လူနာချင်းအခုမှယူနိုင်တော့တယ်ညာကြီးမင်းမပိုက်ကဘိုက်နာလို့ဆိုပြီးကျွန်တော်တို့အရေးပေါ်ပကူသွားခဲ့ရပါတယ်ခင်ဗျာဒါကတော့ကိုဟိမ့်ထက်အောင်လေးပါကလေးအဖေကတော့ဒီမှာပါသူကသားလေးရတော့မှဆိုပြုံးပြောနေတာပေါ့နော်မမကတော့ရောက်ကြတဲ့အိတ်နေပါတယ်ခင်ဗျာဒါကတော့စစ်ဆေးပြီးတော့မနက်4 နာရီခွဲမှာခွဲမွေဖို့အတွက်အားလုံးစောင့်ဆိုင်နေတာဖြစ်ပါတယ်အချိန်ကလည်းစောသေးတော့တချို့တလေကတော့ပင်မလို့အိတ်တာပေါ့နော်တချို့တလေကလည်းမအိတ်ရှင်တော့ထိုင်နေတာပေါ့မနက်4 နာရီလောက်မှာတော့ခွဲစိတ်ခန်းဝင်မှုအတွက်ဝတ်စုံနေပါတယ်ဆရာမလာဝတ်ပေးတာဖြစ်ပါတယ်နော်4 နာရီကလည်းခွဲပြီးဆိုတော့တက်လေကားနဲ့အောက်ကိုဆင်းပါတယ်တချို့ကတော့တက်လေကားမူလို့ဆိုပြီးလေကားကနေဆင်းသွားတာပါနော်ဒါကတော့ခွဲစိတ်ခန်းဝင်မှုအတွက်ကျွန်တော်တို့ဖွဲ့ဒီအားလုံးအစင်သက်စောင့်ဆိုင်နေတာဖြစ်ပါတယ်ခင်ဗျာမပိုက်လေးကိုလည်းအတင်းထားလို့ပြောပြရပါတယ်မနက်9 နာရီ 18 မိနစ်မှာတော့အရန်ကိုချစ်စရာကောင်းတဲ့တာလေးမွေးပါပြီခင်ဗျာအရန်ချစ်ဖို့ကောင်းတယ်နော်ဖွေးဦးနေတာပဲမျက်လုံးလေးပိကလက်နဲ့အားလုံးလည်းမွေးပြီးသွားပြီဆိုတော့ကျွန်တော်တို့ကတော့ဒိုင်ဦးကိုပြန်ပါပြီခင်ဗျာပင်မန်းနေပြီဆိုအဲ့လေအိတ်ရှင်နေပြီဆိုတော့မနက်စောစောလေးပဲထပြန်လိုက်ပါတယ်ခင်ဗျာ